တော်ကိုပါလုံးကိုရွတ်ဖတ်ပြီးတော့ပွားနေရင်လည်းရပါတယ်ဒါပေမဲ့တလုံးချင်းပွားတာပိုကောင်းပါတယ်အာရဟံတလုံးကိုပဲပွားပါနားလည်လားတမာတိဖြစ်စေပါတယ်ဂုံတော်ကိုပါလုံးရွတ်ရင်တော့တမာတိတအားကြီးမဖြစ်လာဘူးเนาะကုသိုလ်လောက်ပဲဖြစ်တယ်စိတ်တော်အေးချမ်းတယ်တလုံးချင်းပွားရင်တမာတိဆိုတဲ့ဘာဝနာတစ်ခုဖြစ်တယ်ဟုတ်ပြီလားအဲ့ဒါကြောင့်အာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာကျင့်တမာတိဖြစ်အောင်စိတ်ထဲမှာငြိမ်သက်အောင်ပွားလိုက်ပါအဲ့ဒါဆိုဒကမာကြီးတို့ပြီးသွားပြီဘဝမှာဇလံတိမ်သွားပြီနောက်ဆုံးတေကန်ဒီအချိန်ရောက်လာရင်လေရုပ်တရားကြီးတွေဖောက်ပြန်လာမယ်ဟုတ်ပြီလား1 minute နဲ့ဟုတ်တော့လားရုပ်ရဲ့သဘောကဖောက်ပြန်တဲ့သဘောလို့ဗုဒ္ဓမဟုတ်လားရုပ်ပတိတိရူပံရုပ်တရားဖောက်ပြန်မှာပဲတားလို့မရကြိုက်တော့တော်တဲ့သမားတော်ကြီးတွေလားကုလို့မရပါဘူးသမားတော်ကြီးတွေကိုယ်တိုင်လည်းရုပ်တရားဖောက်ပြန်ရင်ခံရတာပဲမဟုတ်လားဒါကြောင့်ဘာမှဝမ်းနေစရာမရှိတော့ဟုတ်လားအားလုံးတူတူပဲရုပ်တရားကြီးဖောက်ပြန်ရင်ဒုက္ခဝေဒနာတွေဖြစ်မလားမဖြစ်ဘူးလားဖြစ်မှာပဲအားလုံးဒုက္ခဝေဒနာတွေဖြစ်မှာပဲကြောင်းမနေနဲ့ငါမဟုတ်ဘူး तू မဟုတ်ဘူးနှလုံးသွင်းရမယ်ဘုရားဟောထားပြီးသားယုတ်ဓမ္မနန္ဓမ္မတွေ तू မှ तू ဖြစ်ပြီးပြတ်နေတယ်လို့နှလုံးသွင်းရမယ်ဟုတ်ပြီလားယုတ်တရားကြီးဖောက်ပြန်တယ်နာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်ပေါ်လာတယ်လို့ဒီလိုလေးနှလုံးသွင်းလိုက်ရမယ်ဟုတ်လားပြီးပြီးစဉ်ဒီယုံနံတွေဖြစ်ပြီးပြတ်နေတယ်လို့သဘောပေါက်နေရမှာပြီးရင်ကိုယ့်ရဲ့ဘုရားကုံတော်ပဲပွားနေအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအေးစေပဲယုံနံတွေဖြစ်ပြီးပြတ်နေတယ်ဒီလိုမှနှလုံးသွင်းငါမဟုတ်ဘူး तू မဟုတ်ဘူးယုံနံတွေဖြစ်ပြီးပြတ်နေတယ်ယုတ်တရားကြီးဖောက်ပြန်လို့နာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်နေတယ်ဒါပဲနှလုံးသွင်းပြီးတော့မိလိုက်တော့မိပြီးတော့ဘာဝဲပွားဘုရားကုံတော်ပွားသူတို့ဥပ္ပခါပြုလိုက်ရတယ်နားလည်လားယုတ်တရားကြီးဖောက်ပြန်လဲဒုက္ခဝေဒနာတွေဖြစ်နေတယ်ဒီလောက်ပဲကိုသိနေတယ်သိပြီးသူ့ကိုဂယုမဆိုင်နဲ့တော့ဘုရားကုံတော်ကိုပဲဘာလို့လဲပွားနေရင်လည်းအဲ့ဒီမှာသုတိစိတ်တွေကြာသွားရင်အေးစေအပေပိတ်သွားရင်သဘောပေါက်လားဦးသင်ပြောလားဒါပဲဒီမှာဘဝမှာအရေးကြီးဆုံးကဒါပဲမဟုတ်ဘူးလားဒါပဲလေနောက်ဆုံးအိုကြနာကြတေးကြရအောင်ဒါကြောင့်အခုလိုမသေးခင်လေးမှာတွေးခိုင်းဆုံခိုင်းကြုံခိုင်းရွာသူရွာသားတွေအားလုံးမိသားစုတွေချင်းချင်းရွာသူရွာသားအားလုံးချင်းချင်းပါအချင်းချင်းမေတ္တာထားဖို့အရေးကြီးပါတယ်ဟုတ်ပြီလားမသေးခင်လေးမှာအားလုံးဘာလို့ရမလဲမေတ္တာထားပါဘယ်သူမှမမုန်းပါနဲ့မုန်းတဲ့လူတွေရှုံးပြီးတာမှတ်လိုက်ဟုတ်ပြီနော်အမုန်းတရားကြောက်စရာအကောင်းဆုံးရန်သူပဲကြလားဒါကြောင့်ဘယ်သူပေါ်မှာမမုန်းပါနဲ့အားလုံးမေတ္တာထားပါကိုလုံးရမယ်ကိုရဲ့စီးပွားရေးလုပ်ငန်းတွေကိုကြိုးကြိုးစားစားလုပ်ကိုင်ပါအဲ့လိုစီးပွားရေးလုပ်ရင်လည်းသူတော်ကောင်းတရားတွေကိုလက်ကင်ထားဖို့တီလာဖြူစင်စွာထားမေတ္တာထားဖယားကုံတော်ပွားပြီးတော့ဘဝမှာနေထိုင်လိုက်မယ်ဆိုရင်အနေလဲကောင်းအသေးလဲကောင်းပြီးတော့အားလုံးအပယ်လေးပါးကလွတ်မြောက်နိုင်လိမ့်မယ်လို့ဦးဇင်ကဒီနေ့တရားစကားပြောကြရင်းနဲ့ကုသိုလ်ကောင်းမှုအဆူဆူကိုရေဆက်သွန်းကြအမျှပေးဝေကြရအောင်နော်